မြန်မာနိုင်ငံကတငါးသီးတွေနဲ့ပေါင်းပြီးငါးဖမ်းကူတဲ့လင်းပိုင်တစ်မျိုးကြောင့်ကြားဘူးလားဒါကတော့အေရာဝတီလင်းပိုင်ပြုံလို့လူတီများတဲ့ထူးခြားတဲ့ရေးသက်တော်လေးတွေပါပဲသူတို့ရဲ့ရုပ်သွင်းကတကယ်ကိုထူးခြားတယ်နှုတ်သီးမရှိပဲခေါင်းလေးကလုံးဝနေတယ်လို့လေပါးစပ်ကအမြဲတမ်းပြုံးနေတဲ့ပုံစံလေးပုံစံကဘီလူးကဝေးလဲငါးနဲ့တူပေမဲ့တကယ်တမ်းသူ့ရဲ့အနီးဆက်ဆုံးမျိုးရိုးကဘယ်သူဖြစ်မယ်ထင်လဲလူသက်ဝေးလဲငါးတယ်သူတို့ကိုဘင်္ဂလားပင်လယ်အော်နဲ့အရှေ့တောင်အာရှရဲ့ကမ်းရိုးတန်းဒေသတွေမှာတွေ့ရတယ်အထူးသဖြင့်အေရာဝတီမဲခေါင်လို့ရေချိုမြစ်တွေထဲမှာလည်းနေနိုင်တယ်ဒါပေမဲ့ဝန်နန်းစရာကတော့ IUCN ကသူတို့ကိုမျိုးသွင်းကိန်းဒီမျိုးစေ့ပဲတတ်မှတ်ထားပြီး2020မှာဆိုလာအိုနိုင်ငံမှာလုံးဝမျိုးသွင်းသွားရပြီသူတို့မဲလိုက်တဲ့တုံစံကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ရေပေါ်ကိုရေတွေမွတ်ထုတ်ပြီးငါးတွေကိုဆူလိုက်တာမျိုးကောဒါပေမဲ့အမိုက်ဆုံးကတော့အေရာဝတီမြို့မှာပဲတန်ဃာတီတွေကလေဘေးကိုတုံးနဲ့ခေါက်ကြီးအချက်ပေးလိုက်တာနဲ့လင်းပိုင်တွေကငါးတွေကိုပိုက်ကုန်တဲ့ဓာတ်နဲ့မောင်းသွင်းပေးရတယ်ကဲဒီလင်းပိုင်တွေကကမ္ဘောဒီးယားနဲ့လာအိုလိုနိုင်ငံတွေမှာဆိုရင်ဗိုလ်ဘေးတွေပြန်ဝင်စားတယ်လို့တော့ယုံကြည်ကြတယ်ဒါပေမဲ့အခုသူတို့အကြီးမားဆုံးချင်းချောက်မှုကတော့ငါးဖမ်းပိုက်တွေမှာမတော်တဆငီပြီးတေဆုံးရတာပါပဲတချင်ကလူတွေရဲ့လက်တွေဖို့ခိခဲ့ပေမဲ့အခုတော့လူတွေကြောင့်ပဲရှင်သန်မှုရုန်းကန်နေရပါပြီ